ကျွန်တော်တို့ digital physics ကိုစာတိုင်းမဟုတ်ဘဲနဲ့အပြင်လောကနဲ့ဆက်ဆက်ပြီးတော့မှလက်တွေ့ကြလေ့လာကြည့်အောင်ပထမဆုံး rotational motion လက်ပတ်နေတဲ့ရွေ့လျားမှုအကြောင်းကျွန်တော်တို့အရင်ဆုံးလေ့လာကြည့်အောင်ဒီ rotational motion ဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့တတ်တာမကောက်ဒီစကြဝဠာကြီးကိုလေ့လာတဲ့အခါမှာလည်းတော်တော်လေးအသုံးဝင်တဲ့ခေါင်းစဉ်တစ်ခုပါဘာလို့လဲဆိုတော့ကဘာလည်နေရလဲ rotational motion နဲ့ပါပြီးတော့ကဘာကနေကိုလက်ပတ်နေတာကလည်းဒီ rotational motion နဲ့ပဲပြီးတော့ကျွန်တော်တို့နေ့စဉ်ဆိုင်ကယ်တွေကားနေစီးနေပြီဆိုရင်လည်းကားဘိန်းတွေလဲနေတာကလည်း rotational motion နဲ့ပဲပြီးတော့ကျွန်တော်တို့နောက်ဆုံးအိမ်တွေမှာရှိတဲ့ပန်ကားတွေလဲတာအစအကုန်လုံးအကွန်အစုံအကုန်လုံးက rotational motion နဲ့ပဲအလုပ်လုပ်နေကြတာဒါကြောင့်မို့ဒီ rotational motion ကကျွန်တော်တို့နေ့စဉ်ဘဝအတွက်လုံးဝအရေးကြီးရပေါ့နေ့စဉ်ဘဝတဲ့တော်တော်မကောက်ဒီအာကာသကိုလေ့လာစကြဝဠာကြီးတစ်ခုလုံးလေ့လာတဲ့အခါအတွက်ပါအရေးကြီးပါတယ်ဒီအခါမှာဆိုရင်ကျွန်တော်တို့က angular velocity တွေ angular acceleration တွေကိုအဓိကလေ့လာရမှာပါဒီနေရာမှာရိုးရိုးတစ်ဖြောင်းနဲ့ရွေ့လျားနေတဲ့ရွေ့လျားမှုတွေကိုကြတော့ linear velocity linear acceleration လို့ခေါ်ပြီးတော့မှဒီလိုအဝိုင်းဘက်အတိုင်းရွေ့လျားနေတဲ့အရွေ့တွေကိုကြတော့ angular velocity angular acceleration လို့ခေါ်ပါတယ်ဒီနှမျိုးရဲ့ကွာခြားချက်နဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုလည်းရှင်းပြပေးပါမယ်linear velocity ဆိုတာကလမ်းကြောင်းတစ်ခုပေါ်မှာရှိနေတဲ့ရွေ့လျားမှုပါတနည်းအားဖြင့်ဒီနေရာပြောင်းလဲသွားတာကိုပြောတာပါအဲ့လိုပဲ linear acceleration ဆိုတာလည်းအဲ့ဒီလမ်းကြောင်းတစ်ခုတည်းပုံမှာပဲဒီဆောင်းနာကပြောခဲ့တဲ့ velocity တွေအလျင်တွေပြောင်းလဲသွားတဲ့နှုန်းကိုခေါ်တာပါအလျင်ပြောင်းလဲသွားတဲ့နှုန်းဆိုတာကအလွယ်နားလည်အောင်ပြောရမယ်ဆိုရင်တဖြည်းဖြည်းနဲ့အရှိန်တင်လာတော့ပြောရပါဥမာအနေနဲ့ကျွန်တော်တို့ဆိုင်ကယ်စီးရင်ပဲဖြစ်ကားစီးရင်ပဲဖြစ်ဆက်ထွက်ကစားမှာအရှိန်ဖြည်းဖြည်းလေးနဲ့မောင်းဝင်မယ်တဖြည်းဖြည်းနဲ့မမြန်ရောက်ချင်လို့အရှိန်တင်ပြီးတော့မှမောင်းတဲ့သဘောတရားပါကိန်းတဲ့အလျင်ဆိုတော့ကျွန်တော်တို့ဆိုင်ကယ်စီးရင်ပဲဖြစ်ကားစီးရင်ပဲဖြစ်အရှိန်မတင်ပဲနဲ့လီဗာဝင်ဖြစ်ပဲနဲ့ပုံမှန်နှုန်းတိုင်းလေးမောင်းနေတာကိုပြောတာပါlinear velocity ကလမ်းကြောင်းတစ်ခုတည်းပေါ်မှာရွေ့လျားသွားတဲ့အရွေ့ဆိုပေမဲ့ angular velocity ကျတော့အဲ့လိုမဟုတ်ပါဘူး angular velocity ရွေ့လျားတဲ့လမ်းကြောင်းဆိုတာကတော့ဒီအဝိုင်းဘက်အတိုင်းရွေ့လျားတဲ့360 degree ကိုဆိုလိုတာပါဒါပေမဲ့အဲ့ဒီလမ်းကြောင်းတော့360 degree ဆိုပြီးတော့မှ degree နဲ့တော့မပြပါဘူးပိုင်းလိုမျိုး radian နဲ့ပဲပြတာပါဆိုတော့ angular velocity ဆိုတာကအချိန်တစ်စက္ကန့်အတွင်းမှာဒီ radian ဘယ်လောက်နှုန်းနဲ့လက်ပတ်နေလဲဆိုတာကိုပြတာပါအဲ့လိုပါပဲ angular acceleration ဆိုတာလည်းဒီ angular velocity ဘယ်လောက်နှုန်းနဲ့ပြောင်းလဲနေလဲဒီနေရာပြင်ဘယ်လောက်နှုန်းနဲ့အရှိန်တင်နေလဲဘယ်လောက်နှုန်းနဲ့အရှိန်လျော့နေလဲဆိုတာကိုဖော်ပြတဲ့အတိုင်းအတာတစ်ခုပါဒီနေရာမှာ angular acceleration ကို tangential နဲ့ centrifugal ဆိုပြီးတော့မှအစိတ်ပိုင်းနှစ်ခုခွဲလို့ရပါတယ်tangential ဆိုတာကတော့တစ်ဖြောင်းတိုင်းတွားကျင်နေတဲ့ acceleration ကိုဆိုလိုပြီးတော့မှcentrifugal ဆိုတာကတော့ဒီအရာဝတ္ထုဗဟိုပြုလဲပတ်နေတဲ့ဗဟိုကိုဥတည်နေတဲ့ acceleration ကိုဆိုလိုတာပါဒီ acceleration နှမျိုးများချေအခြေအနေမှာရှိနေမှာတော့ဒီဝတ္ထုကအစောပိုင်းပုံစံအတိုင်းလက်ပတ်နေနိုင်မှာပါဥမာအနေနဲ့အရာဝတ္ထုတစ်ခုကိုကြိုးချပြီးတော့မှခေါင်းပေါ်မှာစောပိုင်းပုံစံအတိုင်းဝေ့ရမ်းနေကြည့်လိုက်ပါဝေ့ရမ်းပြီးတော့မှအချိန်တစ်ခုရလာပြီဆိုတာနဲ့ကြိုးကိုလွတ်လိုက်ပါအဲ့ဒါဆိုရင်အဲ့ဒီဝတ္ထုကြီးကတစ်ဖြောင်းနဲ့ရွေ့လျားတော့ပါလိမ့်မယ်စောပိုင်းပုံစံအတိုင်းလဲနေပြီးတော့မှဘာလို့တစ်ဖြောင်းနဲ့ရွေ့လျားသွားရလဲဆိုရင်တော့အဲ့ဒါကသူ့ရဲ့ tangential acceleration ကြောင့်ပါပြီးတော့မှဆောနာကမလွတ်ခင်တော့ကစောပိုင်းပုံစံအတိုင်းဝေ့လျားနေတော့ကတဖြည်းဖြည်းနဲ့ကျိုးကတင်းလာတယ်ဆိုတာကအဲ့ဒါကျိုးရဲ့တင်အားတနည်းအားဖြင့် centrifugal force centrifugal acceleration ကြောင့်ပါဒီနေရာမှာကျိုးရဲ့တင်အားနဲ့ဝှေ့လျန်းနေတဲ့အားကများချေအတိုင်းရှိနေတဲ့အတွက်ကြောင့်မို့တော့ကျွန်တော်တို့ကဒီကောင်းပေါ်မှာစောပိုင်းပုံစံအတိုင်းလဲလို့ရနေရပါကျိုးကိုလွတ်လိုက်တဲ့အခါမှာဆိုရင်တော့သူက centrifugal acceleration မရှိတဲ့အတွက်ကြောင့်မို့ tangential acceleration ရဲ့လာရအတိုင်းတစ်ဖြောင်းနဲ့ကိုပြေးသွားတာပါဒါကလက်တွေ့စမ်းကြည့်လို့ရတဲ့အမြင်သာဆုံးဥပမာပါလာကဘာကိုဗဟိုပြုပြီးတော့မှလဲနေရတာလည်းအဲ့လိုပါပဲလာဖြစ်ပေါ်ကားစားတော်မှာရှိနေတဲ့ tangential acceleration နဲ့ကဘာမြေဆွဲအားကြောင့်ရှိနေတဲ့centrifugal acceleration အဲ့နှစ်ခုကမြချေအခြေအနေမှာရှိနေတဲ့အတွက်ကြောင့်မို့လာကဘာကိုလဲပတ်နေတာပါကဘာကနေကိုလဲပတ်နေတာကလည်းအဲ့လိုပါပဲကဘာဖြစ်ပေါ်ကားစားတော်မှာရှိနေတဲ့ tangential acceleration နဲ့နေရဲ့ဆွဲအားကြောင့်ရှိနေတဲ့ centrifugal acceleration နှစ်ခုကမြချေအခြေအနေမှာရှိနေတဲ့အတွက်ကြောင့်မို့ကဘာကနေကိုစပိုင်းပုံစံလမ်းကြောင်းအတိုင်းလဲပတ်နေတာပါဒီတဘောတရားကိုဗမာအသုံးချလဲဆိုရင်တော့ဂျိုတုတွေကဘာမြေပတ်လန်းကြောင်းပေါ်လွတ်တင်တဲ့အခါမှာအများဆုံးအဓိကအပြင်အသုံးချပါတယ်ဂျိုတုတွေကိုကဘာမြေကနေမလွတ်တင်ခင်ကဘာမြေရဲ့ဘလောက်အကွာမှာလွတ်တင်မယ်ကဘာမြေရဲ့ဘလောက်အကွာမှာရှိနေတဲ့လမ်းကြောင်းမှာလွတ်တင်မယ်အဲ့ဒီလမ်းကြောင်းမှာဆိုရင်ကဘာမြေဆွဲအား centrifugal acceleration ကဘလောက်ရှိနေရဲ့သူနဲ့မြချေဖြစ်မဲ့ tangential acceleration ဘလောက်ပေးရမယ်ဆိုတာကိုကဘာမြေကနေပြီးတော့မှတွက်ချက်ကြပါတယ်ပြီးရင်တော့ကဘာပေါ်ကနေပြီးတော့မှအာကာသတုံးပြန်ရင်ကနေတဆင်ကဘာလေထုအပြင်ဘက်ပတ်လန်းကြောင်းပေါ်ရောက်အောင်လို့လွတ်တင်ပါတယ်ပြီးရင်အဲ့ပတ်လန်းကြောင်းပေါ်ရောက်တဲ့အခါမှာဆိုရင်ဆောနာကပြောတဲ့ centrifugal acceleration နဲ့မြချေရှိမဲ့ tangential acceleration ပမာဏအတိုင်းအာကာသတုံးပြန်ရင်နေတဆင်ဂျိုတုတွေကိုဒီပတ်လန်းကြောင်းတွေကိုတုံးလွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဂျိုတုကိုတွန်းလွှတ်လိုက်တဲ့ tangential acceleration နဲ့ကဘာမြေဆွဲအားရဲ့ centrifugal acceleration နှစ်ခုဟာမြချေအခြေအနေမှာဖြစ်နေတဲ့အတွက်ကြောင့်မို့ဂျိုတုက
ဘာစွမ်းရည်မှမလိုဘဲနဲ့ကဘာမြေကိုလက်ပတ်နေနိုင်ပါပြီဒါကြောင့်မို့ဒီဆက်ဝိုင်းပုံလက်ပတ်ခြင်းဆိုတာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွင်အတွက်ပဲမဟုတ်ပါဘူးဂျိုတူကကဘာကိုလက်ပတ်နေတာရောလာကကဘာကိုလက်ပတ်နေတာရောကဘာကနေကိုလက်ပတ်နေတာရောပြီးတော့နေရလည်းဒီငကုံငွေတန်း galaxy ကိုလက်ပတ်နေတာရောစကြဝဠာမှာရှိတဲ့အရာအလုံးကဒီ rotational motion ဆိုတဲ့သဘောတရားပုံမှာမူတည်နေပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲဘုရားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်